ကိုယ့်ရဲ့ Facebook page ကိုအသုံးမလို့တော့လို့ဖြတ်ချင်တယ်ဆိုရင်ပြီးဖြတ်တဲ့နည်းလေးကိုပြောပြပေးပါမယ်ဒီလိုမျိုးပြီးဖြတ်လိုက်ပြီဆိုရင်ပြန်ဆယ်ချင်တယ်ဆိုရင်ရက်30တည်းမှာပြန်ဆယ်လို့ရပါခင်ဗျာရက်30တည်းကျော်သွားမှပြန်ဆယ်မယ်ဆိုရင်တော့ပြန်ဆယ်လို့မရတော့ပါဘူးခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပြီး like share လေးပြီးအကူအညီပေးကြဖို့တောင်းဆိုချင်ပါတယ် Okay ဒါဆိုရင်ဘယ်လိုမျိုးဖြတ်ရမလဲဆိုတာကိုဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးပါခင်ဗျာကိုယ့်ရဲ့ Facebook page ထဲရောက်ပြီဆိုရင်ပေါ်စောမင်းသုံးချောင်းနှိပ်လိုက်ပါခင်ဗျာဒီနေ့ရောက်ပြီဆိုရင် setting and privacy လေးကိုနှိပ်လိုက်ပါဒီနေ့ရောက်ရင်တော့ setting လေးကိုထပ်နှိပ်ပေးလိုက်ပါခင်ဗျဒီနေ့ရောက်ပြီဆိုလို့ရှိရင်ပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပါဒီနေ့ရောက်ပြီဆိုလို့ရှိရင် asset and control ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအပေါ်ကဟာလေးကတော့ကိုယ့်ရဲ့ page ကိုခဏယာယီဖြတ်တာပဲဖြစ်ပါခင်ဗျအလယ်ကဟာလေးကတော့ကိုယ့်ရဲ့ page ကို public မှာပြချင်တဲ့သူကြီးဆိုရင်ဒီဟာလေးကိုလုပ်လို့ရပါတယ်ခင်ဗျအောက်ဆုံးကဟာကတော့ page ကိုပြီးဖြတ်တာပါခင်ဗျOkay ကျွန်တော်တို့က page ကိုအပြီးဖြတ်မယ်ဆိုရင်အောက်ဆုံးဟာလေးကိုနှိပ်လိုက်ပါပြီးရင် content လေးကိုဆက်နှိပ်ပေးလိုက်ပါဒီနေ့ရောက်ပြီဆိုတော့အပေါ်ဆုံးစာလေးကိုနှိပ်လိုက်ပါခင်ဗျပြီးရင် content news စာလေးကိုဆက်နှိပ်ပေးလိုက်ပါခင်ဗျဒီနေ့ရောက်ပြီဆိုလို့ရှိရင် content news စာလေးကိုဆက်နှိပ်ပေးလိုက်ပါဒီနေ့မှာကို Facebook ကောရဲ့ password ကိုထည့်ပေးလိုက်ပါခင်ဗျဒီ password ကိုထည့်ပြီးသွားရင် content news ဆက်နှိပ်လိုက်ရင် Facebook page ကပြတ်သွားပါပြီခင်ဗျကျွန်တော်ကတော့မဖြတ်တော့ပါဘူးခင်ဗျအပြီးဖြတ်တဲ့နည်းလေးကိုပြောပြပေးတာပဲဖြစ်ပါခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်